morning ဒီတော့ဒီမှာကိုလာတယ်မှာဆိုတော့အင်းနာမရှိတဲ့ဖယုံရက်တွေပေါ့နော်ရှိတဲ့တော့ကိုခိုးပြီးတော့ရွာဘက်မှာချက်လို့ချက်ပြပြပါဖြစ်ပါတယ်ဆိုတော့ရက်ဒီကအရန်6နေပြီပေါ့နော်ခု10လပိုင်းကုန်ပြီ10လပိုင်းတော့ရှိနေပြီဆိုတော့အေးစနေပြီအဲ့ဒါကြောင့်ရက်ဒီလဲတိတ်မကောင်းတော့ဘူးဒါမှရှိသလောက်လေးတွေလိုမျိုးအညွန့်လေးတွေကိုခိုးမယ်ခိုးပြီးတော့ချက်ပူပြီးမှဖြစ်ပါတယ်ရပါမှာကြတော့ဒီချိန်ဆိုရင်စပါးတွေအကုန်လုံးရိတ်ကုန်ပြီပေါ့နော်ဆိုတော့အရက်တွေဟင်းတွေလည်းတိတ်မရှိတော့ဘူးအဲ့လိုမျိုး6သွားပြီဆိုတော့ဟိုဒီနေ့ခိုးကြည့်လိုက်တော့ရောက်ပဲကိုပြင်ရောက်သွားတော့ခံစားရတယ်ဟိုမှာဒီချိန်လောက်ဆိုရင်ရပဲမှာဖယုံအပွင့်တွေမပွင့်တော့ဘူးဒါပေမဲ့ဒီမှာကျတော့သူတို့အပွင့်နေများတယ်ဒါပေမဲ့မတီးနိုင်တော့ဘူးဘာလို့လဲဆိုရင်ကိုစတလာပိုင်းဆိုတော့အင်းနေပြီပေါ့နော်နင်းလေးမကြခင်ကြာလာတော့မှဆိုတော့မတီးနိုင်တော့ဘူးလို့ထင်တာပဲဘာမှလို့ဘလို့ပေါ်လဲဖယုံနဲ့နေတော့ဒီလောက်နဲ့လောက်ပြီးဆိုတော့ချင်းမောင်ခါနည်းနည်းတော့ခိုးလိုက်အောင်မယ်ဒီမစားနိုင်မကောက်နိုင်တော့အန်ဒီနာပြမယ်ဆိုရင်လေးလေးပါလာလိုက်ပဲကိုက်တယ်ရများဆိုဒီရက်တွေပါနှစ်ထပ်ပတ်ခဲလို့တော့ဘယ်ဖလမန်ထိုးကြည့် Heartbeats fast, colors and promises. How to be brave? How can I love? Oh, sorry, not taking. ပင်စင်းတွေရကြတော့အရွက်တွေတိမရှိတော့ဘူးအပွင့်တွေပဲရှိတော့တယ်နည်းနည်းပဲရခဲ့တယ်ပေါ့နော်ရှိတဲ့လောက်လေးကိုလောက်ပဲရတယ်ပေါ်ပါပြီဟိုဒီမှာဒါကြည့်ဒီလောက်ရတယ်ဒီလောက်ရပါတယ်ဖယုံရက်နဲ့အတူတူထဲလိုက်မှာပေါ့နော်ဘာလို့လဲဆိုတော့လူလေးဆိုတော့ခဏလေးနဲ့ကြမ်းမှာရတာချမောင်ဖိုင်ကြတော့ကိုကျန်တဲ့ဟာတွေပါပြလိုက်ပြီဘာထိတ်စရာလေးနဲ့ပဲချန်လို့တော့လေအဲ့လိုပြီးတော့ပြီဆိုတော့ကိုဆောင်ရင်းနဲ့မနက်တစားနေပြရတယ်နောက်ဆုံးတော့သူရောက်လာပြီဆိုတော့အောက်ပေါ်သွားကြော်နေတာဖြစ်ပါတယ်အိုက်ချိုချိုတဲ့ငါဟင်းဝက်ဖယုံနဲ့တပတ်တော့အစငယ်ပြီးတော့ဒါကြဖယုံရနဲ့ချေမောင်ခါချက်တာပြပါ我睇啦，你上东大路人回了。
ဘာမှမရကဗီဒီယိုကုန်းဆိုင်ခုကျမတို့လိုက်ပြန်ပြီးတော့လိုက်ပူပြနေတာပေါ့နော်ကောက်ဆောင်နေတယ်ကောက်ဆောင်နေတော့ဆောင်နေတယ်